ဆရာညွန်ပေးတဲ့တားစီကျမတောက်လိုက်တာအခုဆိုရင်ဘိုက်ကကိုဝင်3လရှိပါပြီအဲ့ဒါဆရာတောင်းယူရမယ်အဲ့လိုလူနာတွေကြုံလာလို့ရှိရင်ဘယ်လိုလုပ်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အကားကြိုက်တဲ့ဆရာဝန်မလေးဒေါက်တာတန်းတန်းဆွေဖြစ်ပါတယ်စောနာလိုမျိုးတားစီတောက်ပေမဲ့လည်းကိုဝင်ရရတဲ့လူနာလေးအများကြီးရှိရเนาะအဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်တားစီကိုတူးချိန်နဲ့တူမမှန်ကန်ကန်မတောက်လို့ဖြစ်ပါတယ်အမျိုးသမီးအများစုကလေတားစီကိုအခုချက်ချင်းတောက်အခုချက်ချင်းတတိတားတယ်ကလေးမရနိုင်ဘူးလို့ထင်ကြတာအဲ့ဒါလုံးဝမှာပါတယ်တကယ်တော့တားစီကိုပဲချင်းတောက်အောင်လဲဆိုရာဒီပြီးပြီးချင်းစတောက်ရမယ်ဒါမှမဟုတ်ရာဒီပြီးပြီးချင်း9ရက်အတွင်းတောက်လို့ရှိရင်မိပါတယ်9ရက်ကျော်သွားလို့ရှိရင်တော့တားစီတောက်လို့ရှိရင်ကလေးရနိုင်ပါတယ်ဒါပေမဲ့လည်း9ရက်ကျော်တော့ရာဒီလာပြီး9ရက်ကျော်မှသားစေးတောင်းမိတယ်ဆိုရင်လည်းကလေးမရနိုင်တဲ့နည်းလမ်းရှိပါတယ်အဲ့ဒါတော့အမျိုးသားတွေနဲ့ဖဲမရရဘူးတပတ်တိတိရှောင်ရမယ်ဒါမှမဟုတ်ဖဲရိုက်လို့ရှိရင်အကာအကွယ်သုံးမယ်ဆိုရင်တော့ကလေးမရနိုင်ပါဘူးကဲပထမဦးဆုံးတားစေးတောက်ရင်ဘာလီကောင်းကျိုးရနိုင်လဲတားစေးတောက်လို့ရှိရင်တော့ရာဒီမမှန်လာမယ်ကိုဝင်ကိုတားပြီးတာလည်းဖြစ်တယ်တချို့တားစေးတဲတဲ့လူဆိုလို့ရှိရင်အသားရည်တွေဝက်ချံတွေပါပျောက်ပြီးတော့တားရည်တွေလည်းလာတတ်တယ်တားစေးရဲ့စူးကျိုးကတော့နေ့တိုင်းတစ်နေ့တစ်လုံးမှန်တောက်ရတာဖြစ်တဲ့အတွက်တစ်ခါတလေမေ့သွားတော့ကလေးရနိုင်တယ်ပြီးလို့ရှိရင်တားစေးဒီဟော်မုန်းဖြစ်တဲ့အတွက်လူကဝလာမယ်ဗိုက်ကြီးတွေဖောင်းလာမယ်လက်မောင်းကြီးတွေတုပ်လာမယ်အဲ့ဒါတော့သူရဲ့စူးကြိုးပါပြီးရင်တချို့ဆိုရင်ခေါင်းကိုက်တဲ့ယောဂပေါ့နော်ပြင်းပြင်းထန်ထန်ခေါင်းကိုက်တဲ့ယောဂရှိရဲ့လူဆိုရင်တော့တားစေးကိုမညွန်ပါဘူးတခြားထိုးစေးဒါမှမဟုတ်ရင်တိမ်နဲ့ထဲတဲ့ပစ္စည်းလက်မောင်းနဲ့ထဲတဲ့ပစ္စည်းဒါမှတခြားနည်းလမ်းသုံးရပါမယ်ရှင်ဒီလောက်ဆိုလို့ရှိရင်အဆင်ပြေပါစေကျမကဆရာဝန်မလေးဖြစ်ပေမဲ့လည်းအကတွေလည်းအရန်ဝဒနာပါလို့ကရာလေးလည်းဗီဒီယိုပေါ်မှာတင်ထားပေးပါတယ်အားလုံးပဲတွားပြီးတော့အသေးပေးအပေါင်းနှုတ် share ပြီးတော့အားပေးကြပါနော်ကဲနောက်ထပ်တခြားပခုတူတာတွေလည်းဆက်ပြီးတော့ share တွားပေးပါပါကျေးဇူးတင်ပါတယ်ရှင်